အားလုံးပဲဒီဗီဒီယို clip လေးမှာတော့ကျွန်တော်တို့ရဲ့မကြိုက်နေတဲ့ဘူးတွေကိုစကားပြောတဲ့အခါမှာဘယ်လိုမျိုးဖော်ပြလို့ရတယ်လဲဆိုတာကိုပြောပြချင်ပါတယ်မကြိုက်ဘူးဆိုတဲ့အချိန်ခါမှာကျွန်တော်တို့အများစုကတော့ I don't like လို့ကျွန်တော်တို့ပြောကြတယ်ဆိုတော့ I don't like ပဲပြောပါများရင်ကျွန်တော်ပါဝင်ဘယ်သူပဲပြောကြိုင်ရိုးယူသွားမှာပဲနားထောင်တဲ့သူကအဲ့လိုပဲဖြစ်မှာပဲပြောတဲ့သူကဖြစ်မှာပဲဆိုတော့ကျွန်တော်တို့က I don't like ဆိုတဲ့ပြင်ကိုတခြားအများကြီးပြောလို့ရတယ်ဆိုတဲ့အရာတစ်ခုကိုလေ့လာသွားလို့ရပါတယ်အဲ့ဒါဘာလဲဆိုပထမဦးဆုံးကျွန်တော်တို့ I don't like ဆိုတဲ့အပြင်ကိုပြောမယ်ဆိုမကြိုက်ဘူးလို့ပြောတဲ့အခါမှာဘယ်လိုအနေထားမျိုးမှာမကြိုက်တာလဲပထမဆုံးကျွန်တော်တို့ပါလေးနဲ့ကျွန်တော်တို့ပုတ်ပြီးပြောမယ်ဆိုရင် I'm not very fond of လို့ပြောလို့ရ I'm not very fond of အပြင်ကို I'm not very keen on ဆိုတော့ပြောလို့ရတယ်သူတို့ရဲ့နောက်မှာကျွန်တော်တို့ဗာထည့်တာလဲ something တခုခုကျွန်တော်တို့မကြိုက်တဲ့အရာတခုကိုထည့်လိုက်လို့ရတယ်ဥပမာပြောမယ်ဆိုရင် I'm not very fond of သို့မဟုတ် I'm not very keen on spicy food ဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒီလိုမျိုးပြောလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့တခုခုမကြိုက်ဘူးလို့ပြောတဲ့အခါမှာလေ hate လို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒါကတော့ဒဲအကြီးပေါ့နော်အဲ့လိုမျိုးမကြိုက်ဘူးဆိုတဲ့အရာတခုပဲမုန်းတယ်ဆိုတော့အရန်ကိုမကြိုက်ဘူးဆိုတဲ့ဟာပေါ့ So I hate living in the city so I'm going back to live in the country as soon as possible so အဲ့ဒီလိုမျိုးပေါ့ဆိုတော့ဒီမှာ तू မကြိုက်တဲ့အရာကို hate နဲ့တုံထားတယ်မြို့မှာနေရတာမကြိုက်ဘူးတဲ့အရန်ကိုမှအဲ့တော့ဘာဖြစ်တာလဲ तू ရွာမှာသွားပြီးမှတတ်နေတယ်လို့မြင်မြန်ရွာမှာပြန်နေတော့မယ်ဒီမှာ country ဆိုတာကကျေးလက် data ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဘယ်လိုမျိုးပြောလို့ရသေးလဲဆိုတော့အဲ့ဒီ hate ဆိုတဲ့စကားလုံးထက်ပိုပြီးမှပြင်းထန်တဲ့စကားလုံးလေးတွေလည်းရှိပါတယ်မကြိုက်တာကိုမှတော်လေးခါတီးကိုမကြိုက်ဘူးဆိုတဲ့ဟာမျိုးလည်းရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ detest နဲ့ loathe ဆိုတဲ့စကားလုံးတွေပဲဖြစ်ပါတယ်အဲ့နှစ်ခုကိုကျွန်တော်တုံးလိုက်မယ်ဆိုရင်တော့ဒီစကားလုံးနှလုံးဟာခဏတော့က hate ဆိုတဲ့စကားလုံးထက်ပိုပြီးမှ strong ဖြစ်တယ်ပါတယ်မကြိုက်တာတော်လေးကိုမကြိုက်တာကိုပြောတာဖြစ်ပါတယ်ခဏတော့နေရာမှာစားထိုးလို့ပြောလို့ရပါတယ်နောက်ပြီးတော့တော်တော်များများအသုံးများတဲ့ဟာလည်းရှိတယ် stand ဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အငင်းနဲ့တွဲပြီးပြောတယ် I can't stand ပေါ့နော် I can't stand လို့ကျွန်တော်တို့ပြောတယ်ဆိုတဲ့အနေအထားတစ်ခုကဘာလဲဆိုတော့မကြိုက်ဘူးမနစ်မျိုးကိုယ့်ကိုစိတ်မသက်မသာဖြစ်စေတဲ့အနေအထားမျိုးတွေမှာကျွန်တော်တို့ပြောကြတယ်ဥပမာပြောရမယ်ဆိုရင် I can't stand salmon although I like most other fish ဆိုတော့ကျွန်တော်ဒီ salmon fish ကိုအရန်ကိုမှမကြိုက်ဘူးပေါ့နော်အဲ့ဒါကစားလိုက်ပြီးကိုယ့်အတွက်ပဲဖြစ်တာလဲအရန်ကိုမှစိတ်ကတိကောင်းနေအရန်ကိုမှညီနက်ဘာနဲ့သူ့အတွက်ဘာဖြစ်တာလဲမခံမရနိုင်တဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုဖြစ်တဲ့ကြောင့်မို့သူတခြားငါးတွေကိုကြိုက်ပေမဲ့လည်းဒီ salmon fish ကိုတော့ can't stand ပဲတဲ့အရန်ကိုမှမကြိုက်ပါဘူးတဲ့အဲ့ဒီနေရာမှာကျွန်တော်တို့ဘာတွေထည့်သုံးလို့ရသေးတယ်လဲဆိုတော့ not my thing ဆိုတဲ့ဟာတွေရတယ်နောက်တစ်ခုက not my cup of tea ပေါ့ဒီ not my cup of tea ကကြတော့ native speaker တွေပေါ့နော်တော်တော်များများကသူတို့နေတဲ့သူဘဝမှာဘန်းစကားအနေနဲ့သူတို့သုံးတာဖြစ်ပါတယ်အဓိပ္ပာယ်ကတော့သူတို့အကြိုက်မဟုတ်ဘူးဆိုတဲ့အရာတခုပြောတာဖြစ်တယ်ဆိုတော့ကဒီနေရာမှာကျွန်တော်တို့နောက်တစ်ခုဘာထပ်ပြောလို့ရတယ်လဲဆိုတော့ I'm not mad about ဆိုတဲ့ဟာလည်းပြောတယ် I'm not mad about လို့ပြောတာကငါမယူတူဘူးလို့ပြောတာမကြိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုတွားပါတယ် I'm not mad about pizza ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့နောက်ပြီးတော့လဲ I'm not a big fan of ဆိုတာလဲကျွန်တော်တို့ပြောကြတယ်ကဲအဲ့လိုဆိုတော့ကျွန်တော်တို့ရဲ့မနစ်သက်မှုမနစ်မြို့မှုတွေကိုကောင်းကောင်းမွန်မွန်ရေးတတ်နိုင်ပြီလားဆိုတာကိုလက်တွေ့ကျကျအသုံးချနိုင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့အခြေအနေလေးတစ်ခုကိုဖန်တီးပေးထားပါတယ်ဟောဒီအခြေအနေလေးကိုလိုက်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါဟာကျွန်တော်တို့အတွက်အဆင်မပြေဘူးကျွန်တော်တို့အဲ့ဒါကိုမကြိုက်နေတဲ့ဘူးဆိုတဲ့အရာတစ်ခုကိုဘယ်လိုပြောမလဲဆိုတာကို chat box ထဲမှာရေးပြနိုင်ခဲ့ပါတယ်ခင်ဗျာ